တကယ်လို့ကျွန်တော်တေးပြီးဆိုပါစို့အင်ကြီးလည်းပြောင်းပြန်မွေးပေးပါနဲ့ကန့်လန့်ကြီးမကြိုက်ဘူးခြေထောက်တွေလည်းကျိုးတွေမစည်းရနဲ့ကျွန်တော်လွတ်လွတ်လပ်စွာရှောက်လှမ်းပေးရစီရေလည်းမချိုးပေးပါနဲ့တက်လုံးဖုံးသမျှတေကာမပေါ်ဆိုတယ်လို့ဟိုလူကန်ဒီလူထိနဲ့ခံစားလို့မရဘူးအမွှေးနှမ်းတာတွေလည်းမလုပ်ပါနဲ့မတာပါဆိုမှတော့ညွန်ချာဆက်ဆုပ်ဖွယ်ဖြစ်နေပါစေရေအိုးလည်းမခွဲပါနဲ့ရေအိုးတစ်လုံးရဖို့မလွယ်ကူပါဘူးတရဏဂုံလည်းမတင်ပါနဲ့နေတိုင်းတော့ဖျားစစ်တရားစစ်တန်ခါစစ်ဒါတွေကိုနှလုံးသားနဲ့ယုံကြည်တတ်ဝင်နေလို့ပါမျက်နှာကိုအုံးရည်တွေမလောင်းပါနဲ့အုံဒီဖို့ကုန်မဲ့ငွေမရှိနွမ်းမသူတယောက်ကိုလူလိုက်ပါပန်းထည့်ပေးမယ်ဆိုအင်းစီပန်းကလွယ်တခြားပန်းနီလာမထည့်ပါနဲ့ထမင်းတုပ်လည်းထည့်မပေးပါနဲ့မစားနိုင်တော့တဲ့အလောင်းကောင်အတွက်ဘာစားနဲ့ရိတ်ခါတဲ့ကလူတယောက်ရဲ့တနက်စာစားရမဲ့သူတွေကိုပဲလူလိုက်ကူလိုက်ပါပါဇက်ထဲလဲအကြေစေးတွေဘာတွေလာမထည့်ပါနဲ့မလိုအပ်ပါဘူးဟန်ဆောင်ပြီးလဲမငိုပါနဲ့စောစောသွားတော့စောစောနေရတာပေါ့ချင်းတန်းချိန်မှာဘလောက်တန်ဖိုးထားခဲ့လို့တေလွန်ချိန်ကြမှာဘယ်အတွက်ကြောင့်မျက်ရည်ကျပြပြီးငိုပြကြမှာလဲဘ누구မှမဆောင်ပါနဲ့အစကတည်းကကျွန်တော်ဘေးမှာမရှိတဲ့သူတွေကိုကျွန်တော်တို့စောင့်နေဖို့မှမလိုအပ်ခဲ့တာအကြာကြီးလဲမထားပါနဲ့ကျွန်တော်ကိုလူတကာလာကြည့်ရင်စကားလဲထထပြောလို့မရတော့အားလဲနာသူတို့ကထိုင်ကိုကပက်လက်ကြီးဆိုတော့အနေထိုင်လဲချင်းချက်ပါတယ်လေအလောင်းကောင်အဖြစ်ရှိနေစဉ်ဟိုပုတ်တီပုံးနဲ့တိတ်ရွက်တစ်ခိုင်းနဲ့ကျွန်တော်ကိုပြန်မခေါ်ပါနဲ့ထွက်သွားပြီးကလေးကပြန်မလာဘူးဆုံးဖြတ်ပြီးသားမို့ရက်လေလဲမလုပ်ပါနဲ့ဖိဝိုင်းလဲမထောင်ပါနဲ့လူစုကိုလုံးဝသဘောမကျလို့ပါမီးတချိုမယ်ဆိုရင်မီးပြင်းနဲ့ခက်မြန်သာမီးတချိုလိုက်ကျွန်တော်မွန်းကြက်မှုနဲ့အပူကြောက်ပေမဲ့အယိုးပါမရှံပါနဲ့ပြဖြစ်တဲ့အထိမီးရှို့ပေးပါကျွန်တော်ရဲ့အယိုးပြတွေကိုအနောက်ရိုးမှတောင်ပေါ်ကနေမြူတွေတိမ်နေကြကျဲချပေးပါကျွန်တော်ရဲ့ပြတွေဟာအနောက်ဘက်ကမုတ်တုံမိုးဆက်တွေနဲ့အတူမြေကြီးပေါ်ပြန်ဆင်းပြီးမြေစီမြေနှစ်အတွက်အကျိုးရှိခြင်းလို့ပါအထူးမှကျင်တာကတော့တေလွန်ပြီးတဲ့နောက်မိတိရီစူးပြီးတော့မှကုသိုလ်မဆောင်ရပါနဲ့တရှိထင်ရှားရှိခြင်းပြုမှုမိခဲ့တဲ့ကံရဲ့အကျိုးတိုင်းရှိပါစေလေ